အားလုံးမင်္ဂလာပါ大家好， ဒီနေ့ 今天ကျွန်တော်အကောင့်ထဲကလူတွေကို 我告诉我的，等一下，我告诉我的账户follow 的人， တရုတ်စကားလေးတွေသင်ပေးမယ်နော် 我叫汉语， သူဆိုရင် 我是 ဒါတရုတ်စကားပြန်ပေါ့နော် 中缅翻译。 ဒီနေ့ပါဟိုဘယ်သွားလဲဆိုရင်ဘယ်လိုပြောလဲတရုတ်လို့ 北抓了，所以你去哪？不然的话，你去哪里？ ဘယ်သူနဲ့နေလဲဆိုရင်ဘယ်လိုပြောလဲ 你就跟谁？ ဗမာအလုပ်လုပ်လဲ 你在这哪？ ဘာနဲ့စားလဲ 你吃什么？不然的话，你吃啥？ ဗမာနေရလဲ 你住哪里？ ငါမြန်မာပြည်က 我从来缅甸。ကျေးဇူးတင်ပါတယ်